ကိုရီးယားရဲ့အရန်အောင်မြင်လူကြိုက်များတဲ့အဆိုတော်လီဟျိုရီရဲ့ကိုရိုင်းဂျီဂျူးမှာနေခဲ့တဲ့မန်ရှင်လေးကိုတွားလိုက်ခဲ့ပါတယ်ခင်ဗျာအခုတော့အများပြည်သူနဲ့ဂျီဂျူးကိုလာလေကြတဲ့သူတွေအပန်းဖြေနေရလေးအဖြစ်နဲ့စီစဉ်ထားပါတယ်ဂျီဂျူးကျုံးကထွက်တဲ့အထင်ကြီးထွက်ကုန်လေးတွေကိုပြသတဲ့နေရာလေးဖြစ်အောင်လဲစီစဉ်ပေးထားပါတယ်လာလေတဲ့သူတွေအနေနဲ့ဂျီဂျူးကနေမီးတောင်ကြောက်တုံးတွေကိုယူဆောင်သွားလို့မရတဲ့အတွက်သူတို့ကစက်ပြတုံးကိုဒီမီးတောင်ကြောက်တုံးပုံစံလေးတွေဖော်ပေးထားတာပေါ့နော်ဒါလေးကတော့ကျွန်တော်အရင်ကြိုက်နေတဲ့ဂျီဂျူးကထုတ်တဲ့ perfume cream လေးပါဒီမှာတော့စိုးအောင်နေပါတယ်အရင်သုံးလို့ကောင်းပါတယ်ခင်ဗျာချစ်စရာလေးတွေအကုန်လုံးရှောက်ကြည့်ပြီးတော့သူတို့ကလာတဲ့ဧည့်သည်တွေကိုလိမ်မော်ရည်နဲ့မုတ်လေးတွေအခမ်းပါသေးတယ်မင်္ဂလာပါကျွန်တော်စမိုင်းပါဒီ vlog လေးကတော့ဂျေဂျူရဲ့ဘူတူတာတစ်ပိုင်းဖြစ်တယ်လို့လီဟိုရီရဲ့ fan များအတွက်လည်းရည်ရွယ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်